ဟိမဝန္တာတောင်တန်းလေကြားမှာနှစ်ပေါင်းထောင်ချီကျင့်ကြံခဲ့တဲ့အေယာမမွေမင်းကြီးဟာသူ့ရဲ့တအူးဒီသောချစ်သူကိုရှာဖွေဖို့အတွက်တောတောင်လှူမြောင်းတွေကိုဖျက်ကျော်လို့မြာစိမ်းရောင်ရေကန်ကြီးစီကိုဆင်းတက်လာခဲ့ပါတယ်ရေကန်ထဲကိုရောက်တဲ့အခါမှာတော့မွေမင်းကြီးဟာတကူးတော်နဲ့ခန့်ညားထေဝါလာတဲ့မင်းသားတစ်ပါးအဖြစ်အသွင်ပြောင်းလဲလိုက်ပါတယ်အဲ့ဒီမှာရေအောက်ကဘာကထွက်ပေါ်လာတယ်လှပလွန်းတဲ့မွေမင်းသမီးလေးနဲ့ပြန်လဲစုံတွေးခွင့်ရခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့အချစ်ခီးကချိုးမွေ့မနေခဲ့ပါဘူးရုတ်တရက်ဆိုတော့ကြောက်မက်ဖွယ်ငါးမန်းကြီးနဲ့ရွှေရောင်မိကြောင်းကြီးတွေရောက်လာတယ်မင်းသားကိုဝိုင်းဝန်းတိုက်ခိုက်ပါတော့ပြင်းထန်လာတဲ့ရေအောက်စစ်ပွဲကြီးကတုံဟီးလို့တွားခဲ့ပါမင်းသားရဲ့ပြင်းထန်လာတဲ့တိုက်ကွက်တွေကြောင့်ဒဏ်ရာရသွားတဲ့မိကြောင်းကြီးဟာလူဦးဦးအပြင်ပြောင်းပြီးအရှုံးပြီးထွက်ပြေးသွားပါတော့အန်ဒီကင်းစင်သွားတဲ့နောက်မှာမင်းသားနဲ့မင်းသမီးဟာရီကန်အလီမှာအချီနာလီနဲ့ပြန်လေစုံစည်းနိုင်ခဲ့ကြပါတယ်မိကြောင်မင်းသမီးလေးတွေကလည်းသူတို့ရဲ့အောင်မြင်တဲ့အချစ်ကိုဝမ်းသာအားရလက်ခုပ်တီးချီးမြှင့်ဒီတန်တာကြီးပုံပြတွေကပျော်ရွှင်စွာနဲ့အဆုံးသတ်သွားပါတယ်